ကဆုကလျားဖြစ်နေတဲ့ကားမောက်တဲ့မြင်ကွင်းတစ်ခုကြားထဲမှာကျွန်တော်တို့ရဲ့ Deadpool ဟာရန်သူတွေကိုအစွမ်းကုန်တိုက်ခိုက်နေတာကိုစတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ဒါဟာကြည့်ရှုသူတွေကိုအစကတည်းကစိတ်လှုပ်ရှားမှုပေးနိုင်မဲ့အလွန်ထူးခြားတဲ့အဖွင့်မြင်ကွင်းတစ်ခုပဲဖြစ်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိကျင်စိတ်ပြင်းပြစေမဲ့လျှို့ဝှက်ချက်တွေနဲ့စတင်ထားတာဖြစ်ပါတယ်။ဇလန်ကတော့ The Pilot ဆိုတဲ့ taxi driver နဲ့အတူစတင်ခဲ့တာဖြစ်ပြီး Deadpool ဟာ Christmas ကိုဆင်နွှဲဖို့အတွက်အထူးအပြင်ဆင်တွေနဲ့လာခဲ့တာဖြစ်ပါတယ်။သူဟာသူ့ရဲ့ရုပ်ဆိုးလာတဲ့မျက်နှာကိုပြသလိုက်တဲ့အခါမှာတော့သူ့ဘဝရဲ့အမှောင်ချမ်းတွေကိုစတင်သတိပြုမိစေမှာဖြစ်တယ်လို့သူဟာကြည်စံအိတ်ကိုမေ့ကြံခဲ့တာကြောင့်ကြည်စံ10နှစ်တောင်နဲ့ရန်သူတွေကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ကားလမ်းမပေါ်မှာ Deadpool ဟာရန်သူတွေကိုအံ့ဩဖွယ်ကောင်းအောင်တိုက်ခိုက်ပြခဲ့ပြီးကြည်စံအနေငယ်တဲ့နဲ့ရန်သူတွေကိုနှိမ်နင်းဖို့စူးစမ်းနေတာကိုတွေ့ရမှာပါ။သူဟာစတုထမြောက်နေရန်ကိုဖြိုဖျက်ပြီးပရိသတ်တွေကိုတိုက်ရိုက်စကားပြောဆိုတာမျိုးတွေလည်းပြုလုပ်ခဲ့တယ်လို့ရန်သူ Francis လွတ်မြောက်သွားတဲ့အခါမှာတော့သူ့ရဲ့ဒေါသတွေဟာအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပါတယ်။လွန်ခဲ့တဲ့2နှစ်ခန့်က Wade Wilson ဆိုတဲ့နာမည်နဲ့သူဟာ Vanessa နဲ့စတင်တွေ့ဆုံခဲ့ပြီးသူတို့နှစ်ဦးကြားမှာထူးခြားတဲ့တန်ရောစင်တွေစတင်ဖြစ်ပေါ်ခဲ့ပါတယ်။သူတို့ဟာတယောက်နဲ့တယောက်ချစ်ကြိုက်သွားခဲ့ကြပြီးပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုအတူတူဖြတ်သန်းခဲ့ကြတယ်လို့ Wade ဟာသူမကိုလက်ထပ်ခွင့်တောင်းဆိုခဲ့တဲ့မြင်ကွင်းဟာလည်းအလွန်ကြည်နူးစရာကောင်းလာပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ Wade ဟာရုတ်တရက်လဲကျသွားခဲ့ပြီးကုသလို့မရနိုင်တော့တဲ့ကင်ဆာရောဂါနောက်ဆုံးအဆင့်ဝေဒနာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီသတင်းဆိုးဟာသူတို့နှစ်ဦးရဲ့ပျော်ရွှင်မှုတွေကိုရိုက်ချိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပြီး Vanessa ဟာလည်းသူ့ကိုကူညီဖို့နည်းလမ်းမျိုးရှာဖွေခဲ့ပေမဲ့ Wade ကတော့သူ့ရဲ့တည်ခြင်းတရားအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Wade ဟာသူ့ယောဂါကိုကုသပေးနိုင်မယ်လို့ကတိပေးထားတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုစီကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီမှာ Francis နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ဒါဟာကုသမှုစစ်မဟုတ်ပဲလူမဆန်တဲ့စမ်းသပ်မှုတွေနဲ့သူ့ကိုနှိပ်စက်ပြီးမျိုးရိုးဗီဇပြောင်းလဲအောင်လှုပ်ဆောင်နေတာပဲဖြစ်တယ်ဆိုတာကိုသူဟာနောက်ကျမှသိရှိခဲ့ရတာဖြစ်ပါတယ်။ပြင်းထန်တဲ့စမ်းသပ်မှုတွေကြောင့်ဝီဒီရဲ့အရေးပြားတွေဟာဆိုးရွားစွာပျက်စီးသွားခဲ့ပေမဲ့ထူးခြားတဲ့အနာကျက်နှုန်းတွေကိုတော့ရရှိလာခဲ့ပါတယ်။သူဟာအောက်ဆီဂျင်ပြတ်လက်တဲ့အခန်းထဲမှာပိတ်လောင်ခံထားရပြီးနောက်မှာတော့အဲ့ဒီအဆောက်အဦကိုမီးရှို့ဖျက်ဆီးပြီး Francis ကိုပြန်လည်တိုက်ခိုက်ခဲ့တယ်လို့နောက်ဆုံးမှာတော့ပြာပုံကြားထဲကနေအသက်ရှင်လျက်ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာ Deadpool ဆိုတဲ့နာမည်ကိုစတင်အသုံးပြုခဲ့ပြီးသူ့ရဲ့ဝတ်စုံတစ်ကိုလည်းတွေးကွက်တွေမထင်ရှားစေဖို့အတွက်အနီရောင်အဖြစ်ပြောင်းလဲကျုပ်လုပ်ခဲ့ပါတယ်။သူဟာသူ့ရဲ့ရုပ်ဆိုးသွားတဲ့မျက်နှာကိုဖုံးကွယ်ထားပြီး Francis ကိုရှာဖွေပြီးလက်စားချေဖို့အတွက်တဆင့်ချင်းစီစနစ်တကျကြံစည်ပြီးရန်သူတွေကိုလိုက်လံနှိမ်နင်းနေခဲ့တာပဲဖြစ်ပါတယ်။ Francis ကိုလိုက်လံရှာဖွေရင်းသူဟာသူ့ရဲ့ရန်သူတွေကိုတယောက်ပြီးတယောက်ရှင်းလင်းခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့အချစ်ဦး Vanessa ပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။ဒါကြောင့်သူဟာလက်နက်ခဲယမ်းအမြောက်များနဲ့ကြည်စံပေါင်း3000ကျော်ကိုစုဆောင်းပြီးသူမကိုကယ်တင်ဖို့အတွက်သူနေထိုင်ရာအိမ်ကနေအသင့်ပြင်ဆင်ပြီးထွက်ခွာလာခဲ့ပါတယ်။စက်သိမ်းပိုင်းတိုက်ပွဲကြီးမှာတော့ Deadpool ဟာ Colossus နဲ့ Negasonic တို့ရဲ့အကူအညီနဲ့အတူ Francis ရှိရာတင်မောချင်းစီကိုတွားရောက်ခဲ့ပါတယ်။သူတို့ဟာအဖွဲ့လိုက်ရဲဝံ့ချီတက်လာကြပြီးရန်သူတွေနဲ့အပြင်းထန်တိုက်ခိုက်ဖို့အတွက်အသင့်ဖြစ်နေကြပေမဲ့ Deadpool ဟာသူ့ရဲ့လက်နက်အိတ်ကိုကားပေါ်မှာမေ့ကျန်ခဲ့တာကြောင့်ရိုးရာလက်နက်တွေနဲ့ပဲတိုက်ခိုက်ရတော့မှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Deadpool ဟာ Francis ကိုတပ်ပစ်လိုက်ပြီး Vanessa ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။သူဟာသူ့ရဲ့ရုပ်ဆိုးလာတဲ့မျက်နှာကိုသူမကိုပြသဖို့တတိမွေးခဲ့ပြီးသူမကလည်းသူ့ကိုလက်ခံပေးခဲ့တာကြောင့်သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်နားလည်မှုရှိပြန်လည်ပေါင်းဖက်သွားနိုင်ခဲ့ကြတာကိုမြင်တွေ့ရပြီးဇလန်ဟာလည်းပျော်ရွှင်စွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်